လက်ကောက်၅ချက်သားအထုပေါင်သွားတယ်နော်အလေကောင်ပိုက်စွပ်ပြီးတော့ကြီးချောင်းကြီးကိုပေါ်ရွှေစွတ်သွားတယ်ကိုကမသိတော့မှတ်တက်ကြည့်တော့โอเคပေါ့6လလောက်နေတော့လာမကြည့်တော့ဖြတ်ကြည့်တော့ကြီးကောင်းကြီးဖြစ်တယ်ကိုသစ္စာပြုတယ်ဟာဒါဘယ်လိုဖြစ်တာလဲအဲ့မှာတင်ဟိုအောင်6လလောက်နေတော့ဒီမျိုးသမီးပြန်ရောက်လာတယ်ထောင်မချဘူးသူ့ကိုစစ်မေးတယ်ခုနရဝတ္တကကားလည်းအမြဲတမ်းချောလိုက်သူ့လည်းလှူဒန်းနေတော့ကိုလည်းပြဿနာတက်ရောဝုန်းဆိုလိုက်လာပြီးတော့မိသက်ဒီပိုင်းနဲ့ဘေလိုက်တာအဲ့မိမထမင်းကြွကြတာထမင်းကြွကြတော့ထမင်းတွေကဘာထွက်လာတော့ဆိုတော့အဲ့လိုပဲအတုတွေထပ်ထွက်လာအဲ့ကြသူညင်းလို့မရစောစောတော့ပေညင်းနေတာနော်အဲ့မှာတွေသူဝန်ခံတဲ့အတွက်ရောစရာမရှိတဲ့အတွက်သူ့ရဲ့ကြောင်းမုံချိတ်ဆက်တွေရွှေထုတ်တဲ့ပစ္စည်းတွေလိုက်ယူပါဆိုညာလိုချင်းမိသက်တွေနဲ့အဲ့မှာလိုက်သိမ်းတယ်အဲ့ဒီပစ္စည်းတွေလည်းရရောဥအောင်ကဘာလုပ်လဲပြောရင်တခါတည်းအဲ့ဒီပစ္စည်းတွေကကြောင်းမုံချိတ်ဆက်တွေဒီဟာကိုထူထောင်လိုက်တယ်ထူထောင်ပြီးတော့အဲ့ဒီရတဲ့ဟာကိုဥအောင်မသုံးတော့ဘဲနဲ့ခုနပြောတယ်ဥအောင်ရဲ့ငါးချက်သားအရင်ရတာနဲ့ပိုတဲ့ဟာတွေအကုန်လုံးကိုပြန်စုပြီးတော့ဒီစွန်းသားကြောင်းဆောက်တယ်အဲ့တော့အဲ့လိုသူသခိုးတွေစီကပစ္စည်းပြန်ရရင်လူတဲ့တန်းတဲ့ဘက်ကိုတော်တော်များများလှုပ်တဲ့အတွက်ဥအောင်ပစ္စည်းတွေဆုံးတယ်ဆိုတော်တော်များများပြန်ရတယ်